ကယ်ဒမီနဲ့ပတ်သက်လို့အခုချိန်မှာ confirm ပြောနိုင်တာကတော့မတ်လ18ရက်နေ့စနေနေ့မှာလုပ်မယ်ဆိုတာ confirm ဖြစ်ပါတယ်။နေရာကတော့ confirm ဖြစ်သေးပါဘူး။ကိုလိုနေရာ3ခုကိုရွေးချယ်နေပါတယ်။နံပါတ်1ဦးစားပေးတာပြည်သူရင်မြင်ထဲမှာကျင်းပခွင့်ရရေးမရရေးစူးစမ်းနေပါတယ်။အဲ့ဒီကမရဘူးဆိုရင်တော့ဒီတူနာမှာရှိတဲ့ The One Entertainment ကွင်းပြင်နဲ့MEB ယုံကြီးကMCC ကိုအဲ့ဒီအချိန်မီရွှေ့ပြောင်းပြီးစီးမယ်လို့သိရတယ်။ကျန်တဲ့အိမ်နှစ်ခုတွေထပ်ပြီးရွေးချယ်ရမှာ။တူနာအားကစားယုံကြီးကိုလည်းကိုလိုလျှောက်ထားပါတယ်။ကိုလိုလောလောဆယ်တော့ရွေးချယ်နေတဲ့အခြေအနေပေါ့။ဒီနေ့မှာတော့မနေ့ကလည်းကောင်းတာကတော့ဒီ The One Entertainment ကွင်းကြီးဆိုလည်းကိုလို sponsor အနေနဲ့ပံ့ပိုးကူညီဖို့ကိုလိုစတင်ထားသလိုဒီ MEB ယုံကြီးအနေနဲ့နေရာရွှေ့ပြောင်းပြီးနေရာအသက်မှာကိုလိုပွဲနဲ့စတင်ဖွင့်လှစ်ပြီးပံ့ပိုးပေးမယ်လို့လည်းကိုလိုကန့်လန့်ထားတာတွေရှိပါတယ်။စုစီစစ်ရွေးချယ်ရေးအပိုင်းကတော့စီစစ်ရွေးချယ်ရေးဇာတ်ကားတွေကိုကြည့်ရှုအကဲဖြတ်တဲ့အဆင့်ကတော့ပြီးသွားပါပြီ33ကားပါဒါကိုယ့်ရဲ့ responsibility ပါပဲဒီတာဝန်ကိုယူထားဒီတာဝန်ကျအောင်လုပ်ရမယ်ဆိုတဲ့တာဝန်ယူမှုပေါ့အဲ့ဒါကတော့ကိုယ်အပြည့်အဝကြိုးစားပြီးလုပ်သွားမှာပါဟုတ်ပါတယ်ဒီနေ့ပွဲကတော့ကိုယ့်ရဲ့နှုတ်ဆက်ပွဲပါပဲအခုကတော့ကိုပရိသတ်တွေဆိုတာလေကိုလောကသားတွေပဲကြိုပြောချင်ပါတယ်ပရိသတ်ဆိုတာကတော့ကိုအားပေးတဲ့ကိုချစ်တဲ့မင်းသားမင်းသမီးမရရင်ပြောမှာပဲဆိုမှာပဲဝေဖန်မှာပဲဒါပရိသတ်ကိုလိုလောကသားတွေကိုကြိုပြီးတော့နင်းနဲ့ကိုစာနယ်ဇင်းရှင်းလင်းပွဲလုပ်ပြီးပြောကျင်ပါသေးတယ်အဲ့ဒါဘာလဲဆိုတော့ဟိုးရင်ကိုလိုတုံးကဆိုအကယ်ဒမီရတဲ့လူကကိုယ့်ရဲ့ကိုပိုင်အကယ်ဒမီအခန့်ပွဲဆိုတီးသန့်နေလောက်ကြပွဲအကယ်ဒမီပြီးရင်3 4 5လ6လလောက်ကပွဲတွေကိုဆက်သွားတာပဲအကယ်ဒမီနဲ့ပတ်သက်တဲ့ပျော်ရွှင်ခံစားရင်ခုန်ပေါ့အခုဒီတစ်နှစ်နဲ့ကြတော့ဘာတွေဖြစ်လာလဲဆိုတော့စုရတဲ့သူတွေကစုရတာတောင်မှပဲမမော်ကြွားရဲဘူးဂုံမယူရဲဘူးကိုလောကသားအချင်းချင်းတွေကပဲဝိုင်းဝန်းပြောဆိုဝေဖန်နေကြတဲ့အပေါ်မှာအဲ့ဒါတွေတော့မလုပ်စေချင်ပါဘူးစုရတာလည်းတခြားလူမှမဟုတ်ပဲကိုယ့်ရဲ့လုပ်ဖို့ကံမဲ့ညီကိုမောင်နှမချင်းရပဲကံတရားဆိုတာလည်းရှိသေးတာပါပဲတခြားလူရသွားတာမှမဟုတ်တာအဲ့ဒီပုံမှာမူတည်တာလေးပွားပြီးတော့စီစစ်ရေးကိုဝေဖန်တဲ့နေရာမှာလည်းတကယ်ကိုယ့်ရဲ့သဘာဝများစွာကြီးတဲ့အနုပညာရှင်ကြီးတွေကဆောင်ရွက်ပေးကြတာပါစေတနာနဲ့ဆောင်ရွက်ပေးကြတာပါအဲ့ဒီပုံလေးစားအတိအမှတ်ပြုပြီးတော့ကိုချင်းဝေဖန်ကြမယ်ပြောဆိုကြမယ်ဆိုရင်လည်းဒီမျက်နာလောက်ဖို့ကင်ဘက်ကိုမိသားစုတွေထောက်ထားစေချင်ပါတယ်ဆိုတဲ့စကားလေးကိုပြောချင်တာအခုတော့မေးလို့ကြိုပြောလိုက်မိသွားပြီပေါ့ဥက္က3 5လောက်ပါပါတယ်မရှိပါဘူးကိုအနေနဲ့ကတော့ဒီနှစ်ကာလပြောင်းလဲတယ်ဆိုတာသတ်မှတ်ချက်တစ်ခုပါပဲလူတယောက်ကိုတော့အလံပေးလိုက်တဲ့သဘောပေါ့သူတို့ဘာသာတရားရာပြောရင်ပြီးခဲ့တဲ့စက္ကန့်နဲ့အခုစပြောတဲ့ချိန်နဲ့အခုပြောတဲ့ချိန်နဲ့တော့မတူပါဘူးအရာရာပျက်စီးပြောင်းလဲသွားပါပြီအဲ့လိုသဘောတရားနဲ့ပြောမယ်ဆိုရင်တော့ကိုယ့်အတွက်နှစ်တစ်နှစ်ကူးတယ်ဆိုတာသိထူးကြတဲ့ခံစားမှုတော့မရှိပါဘူးဒါပေမဲ့သတ်မှတ်ချက်တစ်ခုအရာလူတွေအားလုံးလက်ခံထားတဲ့သတ်မှတ်ချက်တစ်ခုအရာနှစ်သက်တစ်ခုကိုရောက်ပြီဆိုရင်တော့အဓိကတော့ကိုငငယ်တွေကဆုံးဖြတ်ခဲ့တဲ့အတိုင်းပါပဲကိုကြည်ပြီးဝေဖန်ဖို့ငါပါမားလဲငါပါမှန်လဲဒါကိုဝေဖန်နိုင်ဖို့အမှန်ကန်ဆုံးဝေဖန်နိုင်ဖို့ကအဲ့ဒီလူတယောက်တော့အရေးကြီးဆုံးပါပဲကျွန်တော်ကတော့လေလူသားတွေပဲတယောက်နဲ့တယောက်ဖះလည်းမကြိုက်ပါဘူးเนาะကိုယ်တိုင်လည်းဒါဒီလိုမျိုးလုပ်တယ်ဆိုတာတော်တော်တုံတိုင်တတိတော့မဟုတ်ဘူးပေါ့เนาะဒါပေမဲ့ဒါကောင်းတဲ့ဘက်ကိုသွားတာမဟုတ်ဘူးဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ရင်ဆိုင်ဖြည့်ရှင်းဖို့တရားဥပဒေဆိုတာရှိပါတယ်ဆိုတော့တယောက်နဲ့တယောက်အဲ့လိုတက်ဖြတ်တာတွေလောက်ကျန်တာတွေအဲ့အထိမပြောပါနဲ့စကားဖြစ်နေတော့မှတယောက်နဲ့တယောက်သွေးကွဲအောင်သွေးထိုးစကားပြောတာတော့မှကျွန်မကြိုက်ဘူးမခံလည်းမခံစားနဲ့ကိုယ်တိုင်လည်းမလုပ်သလိုသူများလှုပ်လာခဲ့ရင်လည်းဘာတွေပဲကြားအဲ့နေရာမှာလည်းပြီးအောင်နေပါတယ်ဘယ်တော့မှနောက်တနေရာကိုတည်မသွားပါဆိုတော့ခါကျတော့ကျွန်မအေဂျင့်စီချင်ပါတယ်အားလုံးလေငင်းချမ်းဖြစ်စေချင်တယ်အဲ့လိုမျိုးကြားရတော့တော်တော်လေးရှင်နေမှာမကောင်းဘူးဖြစ်စေချင်တဲ့စံနာတော့ကျွန်မလည်းပြည်သူတွေကလူသားတစ်ယောက်ပါပဲเนาะမသိတော့မလျောက်ပတ်တိုင်းမဖြစ်စေချင်ဘူးဖြစ်သွားပြီဆိုရင်လည်းတရားဥပဒေအရပဲမှန်ကန်အားလုံးသွားစေချင်ပါတယ်ကိုယ့်ရဲ့မှာ profile black ပဲထားတယ်အရင်ဒီဟာနဲ့ပတ်သက်ပြီးစိတ်ထိခိုက်တယ်ပြီးတော့စိတ်လဲပူတယ်
အဖက်အတွက်စိတ်ပူတယ်အခုပဲပြောရလေမကောဟိုဒီချိန်ထဲမှာပွဲလုပ်ချင်တယ်ဆိုပေမဲ့ကိုယ့်နိုင်ငံရဲ့အခြေအနေကတာယာအောင်မှနိုင်ငံတာယာမှလည်းနည်းပညာရှင်တွေကလည်းအလုပ်ဖြစ်တာကိုနိုင်ငံတာယာမှစီးပွားရေးကောင်းမှပွဲလာကြည့်နိုင်မယ်သူတို့ပျော်မှဟုတ်တယ်မလားပြည်သူပြည်သားနိုင်ငံသူကဘာသားရဲ့သူတို့အားလုံးပျော်မှပဲစိတ်ချမ်းသာမှလည်းသူတို့ပွဲကြည့်နိုင်ပါလေအဲ့ဒီခြားထဲမှာကိုရီးယားသွားပျော်နေလို့လည်းအဆင်မပြေဘူးပေါ့ဆိုတော့အရင်ပြီးတော့ဟိုတည်ဆုံးသွားတဲ့ဒီဦးအတွက်ကောဒီတည်ဆုံးသွားဟိုတက္ကစီဆရာကြီးအတွက်ကောကြံခဲ့တဲ့မိသားစုတွေအတွက်အရန်စိတ်မကောင်းဖြစ်တယ်ဟိုအမေကြီးငိုနေတာတော့အဲ့လိုမျိုးတွေလေပြီးတော့ကိုယ်နိုင်ငံရဲ့တကယ်ကိုကြီးမားတဲ့ဆုံးရှုံးမှုတရက်လည်းဖြစ်တော့လေအရန်နှမျောတယ်အဲ့ဒါတော့လေဟုတ်ဟောဒါကတော့နိုင်ငံတော်ကပဲကြီးကြပ်မှာပါမကော်တို့ကတော့ပြည်သူလူထုအနေနဲ့ဘာမှပြောပိုင်ခွင့်လည်းမရှိသလိုပြောပြခွင့်လည်းမရှိပါဘူးနိုင်ငံတော်ကပဲစီမံသွားမှာပါဒါပေမဲ့လည်းဟိုမကောင်းမှုဟူဒီစိတ်ကြွယ်ရမရှိပေါ့မကော်ကတော့ထင်တာကတော့အစိုးရကနေအကောင်းပူပြီးဖြစ်သွားမယ်လို့မကွာယုံကြည်တယ်အဲ့လိုမျိုးလို့တွေးမိတယ်ဘာဖြစ်လို့လဲဆိုတော့အမြဲတမ်းမကောင်းမှုကြံစီတဲ့ဟာတွေနောက်ပိုင်းမှာသူ့ဟာသူအလိုလိုပေါ်လာတာကြီးပဲဒါဘယ်တော့ခါမစိုးပြောချင်တာတော့အမေစုကရမ်းကန်ကောင်းတက်ပါတယ်အဲ့တော့မကွာထင်တာတော့ဒါအစိုးရအကောင်းဖြစ်လာမယ်လို့မှယုံကြည်တယ်ဟုတ်ဘယ်ဘာသာကမှလေဘယ်ဘာသာပဲဖြစ်ဖြစ်ဘယ်ဘာသာတိုင်းရဲ့ဖျားတွေကအကုန်လုံးကမကောင်းမှုလုပ်ရမယ်လို့ပဲဘာသာပဲဖျားမှာမဟောပါဘူးလူဆိုတာသူ့ယုံကြည်ချက်နဲ့သူပဲလေအားလုံးကမကော်တို့ဒီလိုဗုဒ္ဓဘာသာထွန်းကားပြီးတော့ဆရာတော်ကြီးတွေအခုချိန်ထိတကယ်ကိုပုဂ္ဂိုလ်ဟိုတကယ်ကိုမှဆရာတော်ကြီးတွေပုဂ္ဂိုလ်ဆရာတော်ကြီးတွေတကယ်ကိုဟိုဘယ်လိုပြောမလဲတိတ်ခါပြည်စုံတဲ့ဆရာတော်ကြီးတွေရှိနေတဲ့တိုင်းပြည်မှာဟိုဒီလိုဖြစ်ဆိုးလေးဆိုတာလဲတကယ်ကိုမှကန်ဆိုးလို့ပါမကော်ပြောခုနပြောသလိုပေါ့အစိုးရကနေအကောင်းဖြစ်သွားမှာပါအစိုးရကနေပြီးတော့အကောင်းဖြစ်သွားမယ်လို့မအားတော့အဲ့လိုမျိုးမြင်နေရတယ်အဲ့တော့အားလုံးလဲပြည်သူလူထုကမကော်တို့မြန်မာပြည်သူပြည်သားတွေအဲ့လောက်မညံ့ပါဘူးမကော်တို့မြန်မာပြည်သူပြည်သားတွေကိုညံ့နေလို့ထင်တာအဲ့လောက်မညံ့ပါဘူးမကော်တို့မြန်မာပြည်လေးစင်းရဲတာလဲလို့စိတ်သက်တွေအရန်ကောင်းတယ်အဲ့တဲ့အရန်မညံ့ပါဘူးပြီးတော့ဗုဒ္ဓဘာသာထွန်းကားပြီးတော့ဗုဒ္ဓဘာသာကိုယုံကြည်တဲ့သူတွေလည်းဖြစ်တယ်ဟိုဒီကဲဟိုမှာဟိုဆရာတော်ကြီးတွေရဲ့အရေးအဝါဒအောက်မှာတကယ်ဟိုတကိုးကြီးမြတ်လှတဲ့ဘုရားတွေရဲ့အရေးအဝါဒအောက်မှာနေနေတဲ့မကော်တို့မြန်မာပြည်စိုးဝါမဖြစ်ပါဘူးဟုတ်နိုင်ငံရေးတွေဘာတွေကတော့အများကြီးမသိဘူးဒါပေမဲ့တခုတော့ရှိတာဘာလဲဆိုတော့ချောစုတို့တိုင်းပြည်ကိုတိုးတက်စေချင်တယ်ချောစုတို့ဆိုတော့ဖြစ်တဲ့အချိန်မှာဆိုတော့နော်တိုင်းပြည်မှာတည်တယ်ဆိုတော့တယောက်တောင်နိုင်ငံခြားသွားတဲ့အချိန်မှာအရင်မျက်နှာငယ်ရတယ်သူများတိုင်းပြည်ကိုကြည့်ပြီးတော့ကိုယ်တိုင်းပြည်ကိုအရင်တိုးတက်စေချင်တဲ့စိတ်ရှိတယ်ငါတို့တိုင်းပြည်ဘာလို့တိုးတက်တာလဲဘာကြောင့်ဒီလိုမျိုးတွေဖြစ်နေတာလဲတရားမျှတမှုမညီမျှမှုဥပဒေတွေမညီမျှမှုတွေဘာလို့ဖြစ်နေတာလဲအမှန်တကယ်ဆိုလို့ရှိရင်စီကံရှိရမယ်ဥပဒေဘောင်အတွင်းမှာတေချာဖြစ်ရမယ်ဒါတွေအားလုံးကဆက်နေတဲ့ခါကျတော့ကိုတိုင်းပြည်ကိုလည်းကောင်းစေချင်တယ်သူများတိုင်းပြည်မှာစင်ကာပူမှာတသက်ရရှိဗမာပြည်မှာဟိုစီကံတွေလိုက်ဖောက်နေစင်ကာပူမှာကြားလို့ရှိရင်စီကံကိုအသေးလိုက်နာကြတယ်မလိုက်နာတဲ့လူတွေရှိတာပေါ့မကြောက်တဲ့လူနော်မလိုက်နာတဲ့လူရှိတယ်ဒါပေမဲ့ကိုတိုင်းပြည်ကိုအနည်းလေးတော့သူတို့တိုင်းပြည်လို့တသက်ရဖြစ်စေချင်တယ်တိုင်းပြည်တိုးတက်စေချင်တဲ့စိတ်စေတနာရှိတယ်အဲ့တော့ဦးကိုနေရဲ့အကြောင်းဒီအခုသူဆုံးသွားပြီးမှသူ့ရဲ့အကြောင်းလေးတက်လာတယ်အများကြီးရှိတယ်သူကအနုပညာကိုချစ်တဲ့လူလည်းဖြစ်တယ်တချင်းလည်းတခြားဆိုနိုင်တဲ့သူဖြစ်တယ်နောက်တစ်ခုကဘာလဲဆိုတော့ဒီကျစတို့ဒီတိုင်းပြည်မှာတကယ်ကိုကောင်းတဲ့တော်တဲ့ပညာရှင်တယောက်ကျစတို့တိုင်းပြည်ကြီးကိုဖွံ့ဖြိုးအောင်လုပ်တဲ့အခါမှာတောက်တိုင်တစ်ခုဖြစ်တဲ့ပညာရှင်တယောက်ဆုံးရှုံးသွားတယ်လို့ကျစခံစားရတယ်စိတ်မကောင်းဘူးနောက်ထပ်တွေ့ရင်တော့အကြောင်းတွေအများကြီးရှိတာပေါ့နော်စိတ်မကောင်းလူတွေရဲ့လောဘစိတ်အတ္တစိတ်တွေကြီးလွန်အားကြီးလို့ဘာကြောင့်ဒီလိုလုပ်ရတယ်လဲဆိုတော့စိတ်တစ်ခုရှိပါတယ်ကျန်တာတော့ချစ်စိုးလို့သိချာမသိပါဘူးစိတ်မကောင်းဘယ်လိုအဲ့ဒီဗီဒီယိုဝင်ကြည့်ပြစ်တာပေါ့နော်ပြစ်တဲ့ခါကျတော့အမှန်ဘယ်လိုပဲဖြစ်ဒီလိုဖြစ်စင်ဆိုတာတနက်နဲ့တည့်တယ်ဆိုတာလေဓာတ်ပုံကင်မရာသမားအနေနဲ့တော့ချစ်စိုးအနေနဲ့တော့ချစ်စိုးရဲ့ခါခါကဟိုအဲ့လိုလှုပ်တဲ့အချိန်မှာ तू ကလည်းအော်ဘို့လူဆိုတာအရာကြောင်တတ်တယ်ဟိုဓာတ်ပုံနဲ့ပါသွားပြီးမှဓာတ်ကြီးကိုတွေ့တာလည်းဖြစ်နိုင်တယ်ကြောင်သွားတာလည်းဖြစ်နိုင်တယ်အဲ့လိုမျိုးပေါ့နော်ရိုက်ပြီးမှဟာဓာတ်ကြီးကငါရိုက်ထားတာပါလားဆိုတာလည်းဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့မမပြောဓာတ်မျိုးဖြစ်စင်သိမှမရှိတာ
ဟုတ်တယ်မလားဒီလောက်ကြီးရက်ဆက်လိမ့်မယ်ဆိုဒီလိုရက်ဆက်တဲ့ဆိုတဲ့လူတွေရဲ့စိတ်ဓာတ်ကဘာလဲဆိုတာဘလို့လူမျိုးဖြစ်နိုင်တယ်လဲဆိုစဉ်းစားကြည့်သိတာကြီးပဲအဲ့တော့တက္ကစီသမားကိုလည်းအရန်လေးစားတယ်ဘာသွားတွေ့လဲဆိုချစ်စရာကောင်းတဲ့ delay ပေါ့ဗမာတွေရဲ့ကိုညီတတ်တယ်တခုဒုက္ခရောက်နေဆိုဘာတွေညာတွေသူကလားတွေဗမာတွေမှတွေ့ဘူးသူတို့ဘာဖြစ်တာလဲဝိုင်းဝန်းကူညီပေးမယ်လူစိုးလားဖမ်းပေးမယ်ဆိုတော့ချစ်စရာကောင်းတဲ့ဗမာတွေရဲ့ delay ကိုမြင်ရတယ်သူတို့ရဲ့စိတ်ဓာတ်ကိုမြင်ရတယ်အဲ့ဒါတော့ကျွန်မအရန်ကြိုက်တယ်ဒါကြောင့်လဲသူဟာလူများကိုကူညီရင်းနဲ့သူဆုံးမသွားတဲ့အတွက်သူ့ကိုအဲ့ဒီအတွက်လေးစားတယ်ချီးကျူးတယ်ချစ်စရာကောင်းတဲ့စိတ်ဓာတ်တစ်ခုကြောင့်အဲ့တော့အခုဆိုလို့ရှိရင်လဲဝမ်းသာစရာဘာတွေလဲဆိုတော့ချစ်စမ်းအများကြီးပဲသူကလေးလေးတွေအတွက်ကုငွေတွေအများကြီးမေတ္တာနဲ့ဒါမေတ္တာပြကြတာလူဆိုတာကဘာကြီးကိုလှပအောင်လုပ်ဖို့အတွက်ကမေတ္တာအရင်အရေးကြီးဆုံးပဲအဲ့တော့ဒါတွေကမေတ္တာပြခြင်းအပြင်အစိုးရအကောင့်တစ်ခုလိုပဲချစ်ဆိုတော့ယုံကြည်ပါတယ်